အစိုးရနဲ့ပတ်သက်ခဲ့တဲ့စီးပွားရေးသမားတွေကြီးပါပဲကျွန်တော်တိုင်းပြည်မှာစီးပွားရေးပညာရှင်စီးပွားရေးနားလည်တဲ့လူတယောက်မှမရှိပါဘူးမရှိလို့လေအခုဒုက္ခရောက်နေတာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ထဲမှာရှိနေတဲ့ပြဿနာဒီဟဲ့ဒါလေးတော့လှုပ်လို့ကောင်းတယ်ကွာစော်လိုက်ဗလားအေးခုတ်လိုက်ဟိုကလေးတော့တူးလိုက်ကွာတူးလိုက်ဒီလိုနဲ့ပတ်စံချမ်းသာလာတာလေစီးပွားရေးကိုစနစ်တကျလေ့လာပြီးစီးပွားရေးကိုတက်ကြွပြီးနားလည်ပြီးစီးပွားရှာခဲ့ပြီးတိုင်းသူပြည်သားအလုပ်ရအောင်လုပ်ခဲ့ကြတဲ့သူတွေမဟုတ်ပါဘူးအဲ့ဒီလူတွေအားလုံးကလည်းအခုတော့88တုန်းကလည်းကျွန်တော်ပါတယ်ဗျဘယ်တော့မှလည်းကျွန်တော်ပါတယ်ခဲ့ဗျဟာအကုန်ပါကုန်မြန်ပြီဗျအခုထောင်တွဲဆိုတဲ့လူတွေကလည်းပါဘယ်ထောင်ကဘယ်လိုထွက်လာမှတော့မသိဘူးအဲ့ဒါလေးလည်းဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တို့တွေ့နေရတဲ့အစိုးရကမနစ်တနေ့ကမှမွေးလာတဲ့အစိုးရလို့ပြောလို့ရတယ်အချိန်မရွေးပြဿနာတက်နိုင်တယ်မိနေကြမှာဆိုလို့လည်းကျွန်တော်ပြောချင်တယ်2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည်ဘာမှမလိုပဲအလိုအလျောက်စစ်တပ်ကအာဏာသိမ်းလို့ရတယ်တရားဝင်မိနေကြမှာဆိုလို့မျက်စိနောက်အောင်မလုပ်စေချင်ဘူးကျွန်တော်တို့တိုင်းပြည်နောက်တစ်ခါထပ်ပြီးကျွန်တော်တို့အမှောင်ထဲကိုပြန်ဆွဲမသွားခြင်းဘူးကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရဲ့နောက်ထပ်လာမဲ့မျိုးဆက်တွေကျွန်တော်ကဒီနေ့တည်သွားပြဿနာမရှိဘူးအသက်50ကျော်နေပြီတည်လို့ရတယ်10နှစ်12နှစ်20 25နှစ်ကလေးတွေနောက်တစ်ခါတိုင်းပြည်အပြင်ဘက်ကိုထွက်ပြီးဒုက္ခရောက်ရမယ်ဘဝမျိုးတွေကျွန်တော်တို့မမြင်ကျင်တော့ဘူးဒီတော့သူတို့ကိုပိုင်ပင်လျင်ကျွန်တော်တို့ကခင်ဗျားတို့နောက်ပြန်မလှည့်နဲ့နော်ခင်ဗျားတို့နောက်ပြန်မလှည့်နဲ့နော်လို့ဖြစ်အောင်ကျွန်တော်တို့ကိုယ်တိုင်ကသူတို့ကိုဝန်းပြီးတော့တွန်းနေရတဲ့အခြေအနေပါဒါကိုကျွန်တော်အမှန်တိုင်းရှင်းပြတချို့ဒီကိစ္စတွေမှာမဟုတ်ဘူးဘာလုပ်လိုက်မယ်ဟာညာလုပ်လိုက်မယ်ဘယ်သူမှတော့ဘာဘယ်နာကပြောနေတာလဲကျွန်တော်မေးရဘယ်နာကပြောနေကြတာလဲလက်တွေ့ကျွန်တော်တို့ရန်ကုန်မှာရင်ဆိုင်နေရတဲ့အဖြစ်အပျက်ကိုကျွန်တော်ပြောပြတာအစိုးရအဖွဲ့ထဲမှာလည်းပဲအားလုံးပြုပြင်ပြောင်းလဲမှုကိုလူလားနေတဲ့လူတွေမဟုတ်ပါဘူးလွတ်တော်ကိုဒီလိုကင်ထားခြင်းတဲ့လူတွေအများကြီးပဲဒေါ်ဆန်းစုကြည်ကိုလွတ်တော်တွေကိုလာပါလို့တစားစားဖိတ်ခေါ်လိုက်လို့ဒေါ်ဆန်းစုကြည်ကလွတ်တော်တွေရောက်သွားရင်တကဘာလုံးကအတိမတ်ပြုရတော့မယ်အဲ့ဒီလွတ်တော်ကို legitimacy ရသွားပါပြီအင်မတန်ကျင်းမြောင်းတဲ့တကားပေါက်ကလေးတစ်ပေါက်ကိုသာဖွင့်ထားတာငါတို့တိုင်းပြည်မှာလွတ်တော်ရှိတယ်ငါတို့တိုင်းပြည်မှာအတိုက်ခံရှိတယ်လို့တကဘာလုံးကိုပြပြီးကဘာရဲ့အတိအမှတ်ပြုမှုကိုယူလိုက်ရမှာပါဒီလမ်းကြီးကိုတိတိကြီးနဲ့ကျွန်တော်တို့တနိုင်ငံလုံးဝင်နေပါတယ်ဘာကြောင့်ဝင်နေရတာလဲဆိုတာခုနကတော့ပြောချင်တဲ့အခြေအနေအလုံးကိုပြည်လဲအောင်အခြေအနေအလုံးကိုပြန်ပြီးတင့်မြတ်အောင်ဆိုတဲ့စိတ်နဲ့အန်တီကိုတိုင်းပင်လျင်သူ့ကိုယ်သူ sacrifice လုပ်ပြီးလွတ်တော်တဲ့ဝင်သွားရှာတာပါဝင်ခြင်းလုံးလုံးဝင်သွားတာမဟုတ်ပါဘူး